လူချင်းမင်းအားလုံးမင်္ဂလာပါနော်ဒီနေ့မိတ်ဆက်ပေးခြင်းတော့ G30 နဲ့တစ်စီးနော်ဘောစီတို့6ဘင်းတွဲကောင်းကြီးဗျကားတော့လာမယ်နော်ဘောစီကားလာ frame ပဲအဲ့လောက်မဆိုးတင်ကြီးနည်းနည်းတော့ရှိမယ်နော်ဘောစီတင်ကြီးမလွတ်ဘူးဗျအဘေးမှာပဲတင်ကြီးရှိမယ်နော်ဘောစီတို့ဒီကောင်ကနောက်48နောက်48နော်ဘောစီနောက်48ချေနောက်48ပြီးတော့တန်းကြီးရနော်တန်းကြီးရောနော်ကားတော့လာရနော်လာကြည့်ရင်တော့မဲဆောက်လာကြည့်ပြီးလို့ရတယ်နော်ဘို့ဆိုတော့ကျွန်တော်ဖုန်းနဲ့ပို့ပေးထားမယ်ဗျာလာဆက်တယ်မင်းမြင်လို့ရတယ်နော်ရှေ့လီနော်ဘို့ဆိုတော့ရှေ့လီဟုတ်ရရှေ့လီနောက်လေး8ဒီကောင်လေးလာပါတယ်နော်ဘို့ဆိုတော့မစိုးပါဘူး frame ပဲပြောရရင်တော့မစိုးပါဘူးနော်ကားစီလက်တမယ်ဗျအမှတန်ကြီးတွေအဲ့ဒါရှိတာနော်ဘို့ဒီတန်ကြီးအမှပဲရှိရနော်ကျန်တာတော့မရှိဘူးဗျဒီရောက်ပေါ့ဘာညာအမခံယူပေးတယ်နော်ဗျတာရှိလေးကံကိုပေးထားလို့ပို့ပေးလို့အဆင်မပြေတော့သေးဘူးဗျ10ပေါင်နော်ဘို့ဒီ10ပေါင်အိတ်ခမ်းပါမယ်နော်ဘို့ဒီအိတ်ခမ်းပါမယ်ဒီဟာဟို escort ကြီးနော်ဘို့ဒီ escort အိတ်ခမ်းပါမယ် escort နဲ့escort နဲ့နော်ဘို့ဒီ escort ဘယ်ဒီမြောက်နော်ဘို့ဒီဆက်နိုးပြီးတော့အဆင်မပြေတော့နော်အဲကြောင့်မို့ဘူးလို့လည်းမကြည့်ဖြစ်ဘူးနော်ဘို့ဒီမော်ဒယ်က2006ပါဘို့ဒီဒီမှာတင်ကြီးရှင်နေရှိနေတာဘို့ဒီရတာတော့G30 ဆိုပြီးပြောတာPS လည်း